မြောက်ကိုရီးယားကသူတို့ရဲ့နျူကလ িয়ার လက်နက်တွေကိုအစမတန်တိုးချဲ့ထုတ်လုပ်ဖို့တရားဝင်အမိန့်ပေးလိုက်ပါတယ်။ဒီနေ့ဇွန်လ4ရက်မှာတော့အရှေ့အာရှဒေသတစ်ခုလုံးကိုထိတ်လန့်သွားစေမဲ့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကသူတို့ရဲ့နျူကလ িয়ার လက်နက်အင်အားကိုတိုးချဲ့ဖို့တရားဝင်အမိန့်ပေးလိုက်တဲ့သတင်းကိုထွက်လာပါတယ်။နိုင်ငံပိုင်သတင်းဌာနတွေအပါအဝင်သတင်းဌာနတွေရဲ့ဖော်ပြချက်အရကင်ဂျုံအန်ကအသစ်လည်ပတ်နေပြီဖြစ်တဲ့နျူကလ িয়ার ပစ္စည်းထုတ်လုပ်ရေးစက်ရုံကိုသူကိုယ်တိုင်တွားရောက်စစ်ဆေးခဲ့ပါတယ်။ဒီစက်ရုံမှာသူကပြီးခဲ့တဲ့9နှစ်အတွင်းနျူကလ িয়ার လက်နက်အဆင့်မြင့်ပစ္စည်းထုတ်လုပ်နိုင်စွမ်းက2ဆကျော်တိုးလာခဲ့ပြီလို့ဆိုပါတယ်။ဒါအပြင်ရေရှည်မဟာဗျူဟာရည်မှန်းချက်တွေကိုပြည့်မီဖို့အတွက်ဒီထုတ်လုပ်မှုကိုဒီထက်ပိုပြီးတော့မြင့်တင်ဖို့ကိုပါအမိန့်ပေးခဲ့တာပါ။ဒီစက်ရုံမှာကင်ဂျုံအန်ကနည်းပညာအသစ်တွေလက်ရှိထုတ်လုပ်မှုအခြေအနေနဲ့အနာဂတ်အစီအစဉ်တွေကိုရှင်းပြခဲ့ပါတယ်။မြောက်ကိုရီးယားကထုတ်ပြန်လိုက်တဲ့ဓာတ်ပုံတွေထဲမှာဆိုရင်ကင်ဂျုံအန်ကစက်ပစ္စည်းတွေကြားထဲမှာလမ်းလျှောက်နေရကိုတွေ့ရပါတယ်။လေးလာသူတွေကတော့ဒီဓာတ်ပုံတွေကိုကြည့်ပြီးဒါကမြောက်ကိုရီးယားရဲ့အဓိကနျူကလ িয়ার စင်တာဖြစ်တဲ့ရုံမိုးကျွန်းဒေသဖြစ်နိုင်တယ်လို့ခန့်မှန်းကြပါတယ်။ဆိုးမျိုးကသတင်းစာရှင်းလင်းပွဲမှာတောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်အရာရှိတဦးကလည်းဒီနေရာကယူရေနီယံတန့်စင်စက်ရုံဖြစ်တယ်လို့အတည်ပြုပြောဆိုခဲ့ပါတယ်။လွယ်လွယ်ပြောရရင်တော့နျူကလ িয়ার လက်နက်ထုတ်ဖို့မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေကိုပြင်ဆင်ထုတ်လုပ်နေတဲ့နေရာဖြစ်ပါတယ်။ဒါဆိုဘာလို့မြောက်ကိုရီးယားကအခုလိုတိုးချဲ့နေရလဲ။ကင်ဂျုံအန်ကလုံခြုံရေးထိန်းချုပ်မှုတွေပိုဆိုးလာလို့နဲ့ရန်သူတွေနဲ့ရေရှည်တင်းမာမှုတွေရှိနေလို့အကြောင်းပြပါတယ်။သူတို့ရဲ့နျူကလ িয়ার တားဆီးရေးအင်အားကိုဆက်ပြီးတိုးချဲ့မယ်ဆိုတဲ့မူဝါဒကိုအခိုင်အမာပြန်ပြီးတော့ပြောသွားတာပါ။အရေးကြီးတဲ့အချက်တစ်ခုကဒီကြေညာချက်ထွက်လာတဲ့နေ့မှာပဲနျူကလ িয়ার အင်အားကိုအရေးအတွက်ကောအရေးအသွေးပါတိုးမြင့်ဖို့အရေးကြီးတဲ့အစည်းအဝေးတစ်ခုကိုပြုလုပ်ခဲ့ပါသေးတယ်။ကင်ဂျုံအန်ကဒီအစီအစဉ်ကိုမြောက်ကိုရီးယားရဲ့နျူကလ িয়ার စွမ်းရည်ကိုအမြန်မြင့်တင်မဲ့မှတ်တိုင်တစ်လို့တော့ဂုံယူဝင်ကြောစွာပြောခဲ့ပါတယ်။မြောက်ကိုရီးယားကဒါကိုကာကွယ်ရေးအတွက်လို့ပြောပေမဲ့အမေရိကန်တောင်ကိုရီးယားနဲ့ဂျပန်တို့အတွက်ကတော့ဒါကသူတို့အတွက်နိုင်ငံရေးအရာရောလုံခြုံရေးကိုပါတိုက်ရိုက်ချင်းချောင်းနေတာပါ။မြောက်ကိုရီးယားကသူတို့ရဲ့နျူကလ িয়ার အစီအစဉ်ကြောင့်ကုလသမဂ္ဂရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုနှစ်ပေါင်းများစွာခံနေရတဲ့နိုင်ငံဖြစ်ပါတယ်။လေးလာသူတွေကတော့ဒီထောက်ပေါ်ပြသမှုရဲ့နောက်ကွယ်မှာကြီးမားတဲ့တန်တမာရေးအတိတ်ပဲရှိနေတယ်လို့သုံးသပ်ပါတယ်။ပထမအချက်ကတော့တရုတ်သမ္မတရှီကျင်းပင်ကမြောက်ကိုရီးယားကိုလာရောက်ဖို့ရှိနေတဲ့သတင်းတွေနဲ့ဆက်ဆက်နေပါတယ်။တန်တမာရေးအရာမတွေ့ဆုံခင်မှာနျူကလ িয়ার လက်နက်ဆွန့်လွတ်ရေးဆိုတာလုံးဝမဖြစ်နိုင်တော့ဘူးဆိုတဲ့သဘောထားကိုအတီးလင်းပြသလိုက်တာဖြစ်ပါတယ်။ဒုတိယအချက်ကတော့တောင်ကိုရီးယားဘက်ကနေပြီးနျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောရယူဖို့စ조사နေတာတွေနဲ့အမေရိကန်နဲ့ယူရေနီယံတန့်စင်ခွင့်ဆွေးနွေးနေတာတွေကိုမြောက်ကိုရီးယားကအကြောင်းပြချက်လုပ်ပြီးတော့သူ့ရဲ့အစီအစဉ်ကိုအမြန်ဆုံးချက်ထွင်နေတာဖြစ်နိုင်တယ်လို့ပညာရှင်တွေကဆိုပါတယ်။ဒါဆိုရင်တကယ်တမ်းမြောက်ကိုရီးယားမှာနျူကလ িয়ার လက်နက်ဘယ်လောက်ရှိနေပြီလဲ။သူတို့ဘက်ကတရားဝင်ထုတ်မပြောပေမဲ့နိုင်ငံတကာသုံးသက်ချက်တွေအရတော့နျူကလ িয়ার ထိပ်ဖူးက90ခန့်ရှိနေနိုင်ပါတယ်။အမေရိကန်ဘက်ကထုတ်ပြန်တဲ့အစီရင်ခံစာတချို့မှာဆိုရင်နျူကလ িয়ার လက်နက်ထိပ်ဖူး90အထိတက်ဆင်နိုင်တဲ့ပစ္စည်းတွေရှိနေပြီးတော့တက်ဆင်မိသားကတော့90လောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။အပြည်ပြည်ဆိုင်ရာအမှုပြုစွမ်းအေဂျင်စီIAEA ကလည်းမြောက်ကိုရီးယားရုံမုံကျွန်းနဲ့ကန်ဆုံးဒေသတွေမှာအနည်းဆုံးယူရေနီယံတန့်စင်စက်ရုံ2ခုလည်ပတ်နေပြီးတော့ရုံမုံကျွန်းမှာအဆောက်အုံတစ်တစ်ခုကိုတိစောက်နေတာကိုစောင့်ကြည့်နေတယ်လို့အရင်ကအစီရင်ခံထားပါတယ်။အချုပ်ပြောရရင်တော့အရင်ကမြောက်ကိုရီးယားကဒုံးကျည်စမ်းသပ်မှုတွေစီးရေးပြပွဲတွေနဲ့ပဲသူ့ရဲ့အင်အားကိုပြသလိုက်ရှိပါတယ်။ဒါပေမဲ့အခုတစ်ခေါက်မှာစက်ရုံတွေထုတ်လုပ်မှုစနစ်တွေကိုပါပေါ်ပေါ်ထင်ထင်ပြသလိုက်တာကသူတို့ရဲ့နျူကလ িয়ার အစီအစဉ်ကစမ်းသပ်တဲ့အဆင့်ပဲမဟုတ်တော့ဘဲနဲ့လက်နက်အမြောက်အများကိုထုတ်လုပ်နိုင်တဲ့အခြေခံအင်အားရှိနေပြီဆိုတဲ့နိုင်ငံရေးသတင်းစကားကိုပေးလိုက်တာဖြစ်ပါတယ်။ဒါကတောင်ကိုရီးယားနဲ့ဂျပန်အတွက်တော့လုံခြုံရေးဖိအားကိုပိုပြီးကြီးလာစေသလိုအမေရိကန်အတွက်လည်းအရှေ့အာရှနျူကလ িয়ার တားဆီးရေးမဟာဗျူဟာကိုပိုပြီးတော့ခက်ခဲသွားစေပါတယ်။ဒီနေရာမှာတရုတ်နဲ့ရုရှားလိုနိုင်ငံကြီးတွေရဲ့တန်တမာရေးအခမ်းကဏ္ဍကလည်းပိုပြီးတော့အရေးကြီးလာပါတယ်။နောက်ဆုံးမေးခွန်းကတော့မြောက်ကိုရီးယားရဲ့ဒီနျူကလ িয়ার အရှိန်မြင့်မှုကတကယ်ကာကွယ်ရေးအတွက်လားဒါမှမဟုတ်တရုတ်နဲ့တန်တမာရေးဆွေးနွေးပွဲတွေမတိုင်ခင်အင်အားပြတဲ့ကစားကွက်လားဒါမှမဟုတ်အရှေ့အာရှမှာနျူကလ িয়ার လက်နက်ပြိုင်ဆိုင်မှုကိုပိုပြီးမြန်ဆန်စေမဲ့အစပြုမှုလားကြီးစုသူတွေအမြင်မှာရောမြောက်ကိုရီးယားရဲ့အခုလိုတိုးချဲ့မှုကြောင့်အရှေ့အာရှဒေသမှာစီးရေးတင်းမာမှုတွေပိုပြီးတိုးလာမယ်လို့ထင်ပါသလားကောမန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံရေးအကြောင်းအရာတွေကိုဆက်ပြီးသိရှိနိုင်ဖို့ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ link ခိုင်ကို subscribe လုပ်ထားကြရပါတယ်သတင်းတိုလေးတွေကိုဖတ်ချင်နေဆိုရင်တော့ကျွန်တော်ရဲ့ Telegram ပေါ်လက်တဲ့လက်ကို join ထားလို့ရပါတယ်အားလုံးပဲဘေးကင်းလုံခြုံပါစေကျွန်တော်ကတော့ link ခိုင်ပါနောက်ဗီဒီယိုမှာပြန်ပြီးတော့ဆွေးနွေးပါခင်ဗျာ